ဒါကတော့စိုက်ပျိုးရေးနဲ့ပတ်သက်လို့ရှိရင်တော့တကယ်ကိုမှဆရာကျတဲ့ထိုင်းနိုင်ငံရဲ့အုန်းပင်စိုက်ထားတဲ့နည်းစနစ်ပါ။ဒီနည်းစနစ်ကတော့အုန်းပင်မှမဟုတ်ဘူးပေါ့။ထိုင်းနိုင်ငံတော်တော်များများရဲ့စိုက်ပျိုးရေးတွေမှာဆိုလို့ရှိရင်တခြားသီးနှံစားပင်တွေကိုလည်းသူတို့ဒီထဲမှာရေသွင်းတဲ့ဒီစနစ်ကိုထည့်တယ်။နောက်ပြီးကြလို့ရှိရင်သူတို့ဒီမှာဘောင်ကိုတင်တယ်။အဲ့ဒီနည်းစနစ်နဲ့ပဲအကုန်လုံးကိုစိုက်ပျိုးကြတယ်ဗျာ။ဆိုတော့ဒီနည်းစနစ်ကသူတို့ရေပေါတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်တော့တော်တော်လေးကိုကောင်းမွန်ပြီးတော့မှအပင်သစ်ထွန်းကလည်းတော်တော်သန်တယ်ပေါ့။နောက်တစ်ခုကသူတို့ဒီမှာရှိတဲ့နုန်းတွေပေါ့နော်။နုန်းတွေရှိတယ်။ဒီနုန်းတွေကိုသူတို့သန်ပြီးတော့မှဆယ်တင်ပြီးတော့မှဒီမှာအစာအသစ်သန်ပြီးတော့မှအသုံးပြုတာကိုလည်းတွေ့ရတယ်ဗျ။နောက်တစ်ခုကသူတို့တွေဒီအပင်တွေအတွက်ပေါ့နော်အစာပုံမှန်ကျွေးတယ်။နောက်တစ်ခုကဒီအပင်တွေဒီလောက်မကြီးထွားခင်မှာဆိုလို့ရှိရင်လည်းဒီအောက်မှာရှိနေတဲ့ဒီနေရာတွေပေါ့နော်။ဒီနေရာတွေမှာဆိုလို့ရှိရင်သူတို့သီးညပ်ပင်ပေါ့နော်။တခြားစားသောက်ကုန်တွေဟာတွေဖြစ်တဲ့ဒီချမောင်ပင်တို့လိုတခြားခရမ်းတို့လိုအဲ့လိုအပင်မျိုးတွေကိုဒီမှာသူတို့စိုက်ကြတယ်ပေါ့နော်။စိုက်ပြီးတော့မှတကယ်လို့ဒီအပင်နည်းနည်းလေးကြီးထွားလာပြီဆိုတော့မှဒီအောက်ကဟာတွေကိုအကုန်လုံးကိုမစိုက်တော့ဘဲနဲ့တွက်ချလိုက်တယ်။ဆက်ပြီးတော့မှသူတို့ဒီအပင်အတွက်ကိုပဲအဓိကပြန်ပြီးတော့မှပြန်ထားတယ်ပေါ့နော်။ဆိုတော့ဒီအပင်ဆိုလို့ရှိရင်ကြည့်လိုက်ဒါဆိုလို့ရှိရင်တစ်နှစ်လောက်တောင်မှပဲတစ်နှစ်လောက်ပဲရှိသေးတယ်ဒီအပင်ကတစ်နှစ်လောက်ရှိတဲ့အပင်ကဒီလောက်တော်တော်ကြီးဖြစ်နေပြီ။ဒီမှာတွေဆိုလို့ရှိရင်လည်းဟိုမှာတွေကြည့်အပင်တွေကအကြီးကြီးတွေဖြစ်နေပြီဗျာ။ဆိုတော့ချက်ချင်းဆိုသလိုဒီပင်တွေကအုန်းချုံမွေးတွေတက်တဲ့အတွက်ဒီကောင်တွေက3နှစ်ဆိုလို့ရှိရင်တော့သူတို့အသီးစပြီးတော့ယူမယ်ဗျ။ဆိုတော့လောလောဆယ်မှာတော့သူတို့တစ်နှစ်သားလောက်ပဲရှိနေသေးတယ်။ပျိုးထောင်ဆုံးအဆင့်ပဲပေါ့နော်။ဆိုတော့ဒီထိုင်းနိုင်ငံရဲ့ကောင်းတဲ့အချက်တစ်ခုကသူတို့မှာရေလုံလုံလောက်လောက်ရှိတာဗျာ။ဒီမှာကြည့်လိုက်ဆိုလို့ရှိရင်ရေကိုသူတို့နွေရောမိုးရောဆောင်းရောရေလုံးဝမတွက်ပါဘူးဒီဟာတွေက။ဆိုတော့တစ်နှစ်ပတ်လည်လုံးရေရနေတဲ့အတွက်ကြောင့်မို့လို့သူတို့အတွက်စိုက်ပျိုးရတာတကယ်ကိုကောင်းမွန်တယ်လို့ပြောလို့ရတယ်။ဒါကသူတို့ရဲ့အားသာချက်ပေါ့နော်။ဆိုတော့ထိုင်းနိုင်ငံရဲ့အုန်းသီးစိုက်ပျိုးရေးနည်းစနစ်နဲ့သူတို့စိုက်ထားတဲ့ပုံစံလေးကိုကျနော်မျှဝေတာဖြစ်ပါတယ်။ဆိုတော့အုန်းချုံမွေးကတော့သူတို့နိုင်ငံမှာဆိုလို့ရှိရင်လောလောဆယ်မှာအုန်းသီးကကမ္ဘာ့ဈေးကွက်လိုအပ်ချက်မှာလည်းတော်တော်လေးကိုဝယ်လိုအားရှိနေတဲ့အသီးဖြစ်တာနဲ့အညီသူတို့ရဲ့အခုလက်ရှိပေါက်ဈေးကexport တင်တဲ့အလုံးတွေဆိုလို့ရှိရင်တစ်လုံးကို40ကျော်ကျော်50လောက်ရတယ်လို့ပြောကြတယ်ဗျ။ဆိုတော့ဒါကတော်တော်လေးကိုမှကောင်းမွန်တယ်လို့ကောင်းမွန်တဲ့ဈေးကွက်တစ်ခုရှိနေသေးတယ်လို့ပြောလို့ရတယ်။ဆိုတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကမှရှိနေတဲ့စိုက်ပျိုးတဲ့ဝါသနာရှင်တွေလည်းဒီလိုပုံစံမျိုးတွေနဲ့စိုက်ပျိုးလို့အဆင်ပြေစိုက်ပျိုးလို့ရတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ရိုက်ကူးပြတာဖြစ်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဘယ်လိုမျိုးတွေကိုဆက်လက်ပြီးတော့မှတင်ဆက်မလဲဆိုတာကျွန်တော်ရဲ့ page လေးကိုလည်း follower လေးတွေ like and share လေးလုပ်ပေးကြပါလို့ဖိတ်ခေါ်အပ်ပါတယ်ဗျ။ဆိုတော့အားလုံးကိုကျေးဇူးပါ။နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ခင်ဗျာ။